ပင်လေကြီးအောက်ကနေထွက်ပေါ်လာတဲ့လှပပြီးတောက်ပနေတဲ့ဒီယရနာကိုသင်မြင်ဖို့မှာပါဒါကတော့ရှေးခေတ်ကလေးကမြင့်မြတ်တဲ့အဆောင်အဖြစ်တန်ဖိုးထားခဲ့ကြတဲ့ပလဲမဲ့ဖြစ်ပါတယ်တခြားကြောင့်မြတ်ယရနာတွေလိုမြေကြီးထဲကနေတူးဖော်ရတာမျိုးမဟုတ်ဘဲပလဲဟာတရှိကမာတို့မဟုတ်မုတ်ကောင်ရဲ့ကူရင်းကနေထွက်လာတဲ့တခုတည်းသောယရနာပါကမာကောင်ရဲ့အခွင့်အတွင်းထဲကိုတဲပွင့်လေးတွေဒါမှမဟုတ်ကပ္ပါကောင်လေးတွေလိုရာရန့်စေတဲ့အရာတစ်ခုဝင်ရောက်လာတဲ့အခါအဲ့ဒီအရာကိုကာကွယ်ဖို့အတွက်နဂရီလို့ခေါ်တဲ့အရာကိုအလွာလိုက်ဖုံးအုပ်ပေးပါတယ်အဲ့ဒီလိုနှစ်ပေါင်းများစွာအလွာထက်လာတဲ့အခါမှာတော့လှပတဲ့ပလဲလုံးတွေဖြစ်လာရတာပဲဖြစ်ပါတယ်ဒါကိုကမာကောင်ရဲ့မျက်ရည်လို့လည်းတင်စားခေါ်ကြပါတယ်ပလဲမှာအဓိကအားဖြင့်တဘာဝပလဲနဲ့မွေးပလဲဆိုပြီးနှမျိုးရှိပါတယ်တဘာဝပလဲကတော့အလွန်ရှားပါပြီးကဘာပေါ်မှာစိန်ထက်တောင်ရှားပါတယ်လို့ဆိုကြပါတယ်မွေးပလဲကတော့ရေငန်ပလဲနဲ့ရေကြိုပလဲဆိုပြီးထပ်ခွဲနိုင်ပါတယ်တောင်ပင်လဲပလဲ South Sea ပါအရွယ်စားကြီးမားပြီးရွှေဝါရောင်အဖြူရောင်စတဲ့တောက်ပတဲ့အရောင်တွေရှိပါတယ်မြမပင်လဲပင်ကထွက်တဲ့ပလဲတွေကလည်းဒီအမျိုးအစားတွေမှာပါဝင်ပါတယ်ပလဲနတ်တာရှိတန်ပလဲအနတ်ရောင်မိကိုရောင်အစိမ်းပြေးရောင်တွေကြောင့်ထင်ရှားပါတယ်ရှားပါပြီးဈေးအကြီးဆုံးပလဲတွေကတစ်မျိုးပါအကိုရပလဲဂျပန်မှာအဓိကမွေးမြူပြီးပုံမှန်လုံးဝင်းတဲ့ပုံစံနဲ့တောက်ပမှုကြောင့်လူကြိုက်များပါတယ်ရေချိုပလဲ fresh water ball အယောင်ပုံစံအမျိုးမျိုးရှိပြီးဈေးနှုန်းအပြင်အတင်ရှိပါတယ်ပလဲရဲ့တန်ဖိုးကိုဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်ပလဲရဲ့လုံးဝမှုအရွယ်အစားအယောင်ပွင့်ရီတောက်ပမှုလက်စတာနဲ့မျက်နှာပြင်အပြည့်အနာစာတင်မှုစားတဲ့အချက်9ချက်ပေါ်မှာမူတည်ပါတယ်ရှေးခေတ်ကရောမဘုရင်မင်းမြတ်တီဟာပလဲကိုအစင်တိုင်းမြေမာမှုရဲ့အသင်္ကေတအဖြစ်သတ်မှတ်ပြီးဝတ်ဆင်ခဲ့ရပါတယ်မြမယရနာလောကမှာလည်းပလဲကိုနဝရကိုပါတဲ့ကတပါအဖြစ်ထည့်သွင်းပြီးကျက်တီမင်္ဂလာကြက်မာရှင်တို့ကိုပေးစွမ်းနိုင်တဲ့ယရနာအဖြစ်ယုံကြည်ကြပါတယ်ဒါပေမဲ့ပလဲဟာကြောင်းမြတ်တွေထဲမှာမာကျော်မှုအ ਨੇ ဆုံးဖြစ်လို့ထိခိုက်မှုမရှိအောင်ဂယုတစိုက်ထိမ့်သိမ့်ဖို့လိုပါတယ်ပလဲဟာယူရှင်းပင်မဲ့ခေတ်မီတဲ့အလှတရားနဲ့ဂုံးချက်တရေကိုဆောင်ချင်းပေးနိုင်တဲ့ထူးခြားတဲ့ယရနာတစ်မျိုးပဲဖြစ်ပါတယ်ပင်လေရီအကနေအဖို့တန်တဲ့အလှတရားကိုဖန်တီးပေးတဲ့ဂမာကောင်လေးတွေကိုလည်းကျေးဇူးတင်တာမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပြီးဘဟုတုတရစရာနောက်ထပ်ဗီဒီယိုတွေအတွက်လည်း subscribe လုပ်ဖို့မမေ့ပါဘူးနော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးတင်ပါတယ်